နိုင်ငံအလဲပိုင်းမှာတည်ရှိတဲ့မိထီလာကန်ကြီးဟာယနေ့ခေတ်မှာတရက်သေးရေတိုးလောင်ကန်ကြီးတစ်ခုလိုထင်ရပေမဲ့ရှေးခေတ်ကစိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းပေါင်မြင်တစ်ပုဒ်ကိုတည်ဆောင်ထားပါတယ်။တခါတုန်းကမိထီလာဒေသဟာရေရှားပါပြီးခြောက်သွေ့တဲ့မြေပြင်တစ်ခုဖြစ်ခဲ့တယ်။နေ့တိုင်းလူတွေကရေရှာဖို့ဝေးဝေးသွားရပြီးလေယာလငန်းတွေတောင်အဆင်မပြေဘူး။ဒီလိုအခြေအနေကြောင့်ပြည်သူတွေဟာမိုးရေကိုသာမျှော်လင့်ရင်းနေထိုင်ကြရတယ်။အဲ့ဒီအချိန်မှာတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့မင်းကြီးတစ်ပါးရှိခဲ့တယ်။မင်းကြီးဟာသူ့ပြည်သူတွေဘလောက်ပင်ပန်းနေလဲဆိုတာကိုသိလာပြီးရေရှိမှဘဝရှိမယ်ဆိုတဲ့အယူအဆနဲ့လူတွေကိုကူညီဖို့ဆုံးဖြတ်လိုက်တယ်။တနေ့မှာမင်းကြီးဟာတောင်တန်းပေါ်ကိုတက်ပြီးအနီးအနားမြေပြင်ကိုကြည့်ရှုနေတယ်။အဲ့ဒီအချိန်မှာရှီးဟောင်းပညာရှင်တူပညာရှိကမင်းကြီးစီလာပြီးပြောတယ်။ဤနေရာမှာကန်ကြီးတစ်ခုတူးနိုင်ပါကတင့်ဖြူတူလို့အတွက်ရေမကုန်နိုင်သည့်တယံတစဖြစ်လာမည်။မင်းကြီးကအဲ့ဒီအချံကိုလက်ခံပြီးချက်ချင်းအလုတ်စတင်စေလိုက်တယ်။နေ့ရက်များစွာလများစွာကြာမြင့်လာတယ်။လူတို့အင်အားနဲ့လက်တွဲပြီးကန်ကြီးကိုတူးဖော်ကြတယ်။အစမှာအလွန်ခက်ခဲတယ်။မြေတူးရခက်နေပြင်းရေမရှိဒါပေမဲ့မင်းကြီးကလည်းအားပေးတယ်ပြည်သူတွေကလည်းစိတ်မလော့ကြဘူး။တနေ့မှာတော့အံ့ဩအရာတစ်ခုဖြစ်ပေါ်လာတယ်။မြေတူးနေစဉ်ရေအမြစ်ကိုထိတွေ့တယ်လို့ဖြစ်ပြီးရေတွေစီးဝင်လာတယ်။အဲ့ဒီအချိန်မှာလူတိုင်းဝမ်းမြောက်ပျော်ရွှင်ကြပြီးကျွန်ုပ်တို့အောင်မြင်ပြီလို့ကြွေးကြော်ကြတယ်။အဲ့ဒီနောက်မိထီလာကန်ကြီးဟာတဖြည်းဖြည်းရေပြည့်လာပြီးဒေသတစ်ခုလုံးကိုအသက်ရှင်သန်စေတဲ့အရေးကြီးဆုံးအရာဖြစ်လာတယ်။နှစ်များစွာကြာလာပြီးနောက်မိထီလာကန်ဟာမျိုးစေ့စိုက်ပျိုးရေးတောက်သုံးရေးလူနေမှုဘဝအားလုံးအတွက်အထူးအရင်းမြစ်ဖြစ်လာတယ်။လူတွေကလည်းမင်းကြီးရဲ့ဉာဏ်ပညာနဲ့အားထုတ်မှုကိုမမေ့နိုင်ကြဘူး။ယနေ့အချိန်မှာလည်းမိထီလာကန်ကိုကြည့်လိုက်လို့ရှိရင်ရေပြင်ကျဲကြီးတဲ့မှာနေအောင်ကပြန်လင်းပြီးตายရနေလေ။ဒါပေမဲ့အဲ့ဒီရေအောက်မှာလူတွေ့ကြုံခဲ့တဲ့ခက်ခဲမှုစီးလုံးမှုနဲ့မျောလင်းချက်တွေကိုတည်ဆောင်ထားနေလေ။ဒါကြောင့်မိထီလာကန်ဟာရေကန်တစ်ခုသာမဟုတ်လူသားတို့ရဲ့အားထုတ်မှုနဲ့မျောလင်းချက်တို့ပေါင်းစည်းထားတဲ့သမိုင်းပုံမြင်ကပုတ်ဖြစ်ပါတယ်။